လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်၍အကြမ်းဖက်စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကယမန်နေ့မြောက်ရီသတင်းဌာနနဲ့တွေ့ဆုံခန်းမှာဒေါအောင်ဆန်းစုကြည်မှာရာဇဝတ်မှုများနဲ့ပတ်သက်နေကြောင်းထို့ကြောင့်တရားဥပဒေတိုင်းပဲဆက်ဖြစ်လိမ့်မယ်လို့သူကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်တို့ရဲ့အမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးမှုဆိုတာထက်ကျွန်တော်တို့ကဒါရာဇဝတ်မှုနဲ့ပတ်သက်တာတွေဖြစ်ပါတယ်လက်ပြီးလက်ယူတို့ဘာတို့ဆွတ်ဆူခံထားရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပြောချင်တာကတရားဥပဒေတိုင်းပဲဆက်ဖြစ်ပါလိမ့်မယ်လို့သူကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးလည်းကောင်းမွန်ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုကျမ်းမာရေးဝန်ကြီးဌာနပါရဂူတွေရောစစ်ကော်မရှင်စစ်တပ်ဖွဲ့ပါရဂူတွေရောဝိုင်းပြီးတော့ကိုကြီးဆောက်ရှောက်ပေးနေတယ်လို့သူကဆိုပါတယ်2021ခုဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကစူပူအောင်လှုံ့ဆော်မှုအာဂရီလိုက်စားမှုနဲ့ရွေးကောက်ပွဲမဲလိမ်လည်မှုများအပါအဝင်ဆွဆွဲချက်ပေါင်းများစွာဖြင့်ထောင်နဲ့29နှစ်ချမှတ်ခံရပြီးဒေါအောင်ဆန်းစုကြည်ကအဆိုပါဆွဲချက်အားလုံးကိုညှင်းဆိုထားတယ်လို့သိရှိရပါတယ်ခင်ဗျာ